ရခိုင်ပြည်နယ်စစ်ကောင်စီထင်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေမျိုးမှာညမထွက်ရအမိန့်ကိုထပ်မံတက်တန်းတိုးလိုက်ပြီးပြစ်မိန့်ပါတခါတည်းပူရဲထုတ်ပြန်ထားတယ်လို့မြို့ကန်တွေထံကသတင်းရရှိပါတယ်စစ်ကောင်စီဟာစစ်တွေမြို့နယ်အတွင်းညမထွက်ရအမိန့်ကိုအရင်ကတည်းကစက်တိုက်တက်တန်းတိုးထုတ်ပြန်နေခဲ့ပေမဲ့အခုတစ်ကြိမ်မှာတော့ပြစ်မိန့်ပါထည့်သွင်းထုတ်ပြန်လာတာဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်မေလ19ရက်နေ့ကစပြီးစစ်တွေမြို့နယ်တစ်ခုလုံးည9:00နာရီကနေမနက်4:00နာရီအထိညမထွက်ရအမိန့်ထုတ်ပြန်ထားပြီးတတ်မှတ်ချိန်တွင်တာလာနေသူတွေကိုပြစ်ခတ်နိုင်တယ်ဆိုတဲ့အမိန့်ပါလာတာဖြစ်တယ်လို့စစ်တွေမြို့ကန်တအူးကပြောပါတယ်စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်ရေးအကြားစစ်ရေးတင်းမာမှုတွေပုံမမြင့်တက်လာနေတဲ့အတွက်စစ်ကောင်စီဘက်ကလုံခြုံရေးအကြောင်းပြပြီးပြင်းမိပါပူးတွဲထုတ်ပြန်လာတာဖြစ်နိုင်တယ်လို့မြို့ကန်တွေကသုံးသပ်နေကြပါတယ်။ညမထွက်ရသတ်မှတ်ထားတဲ့အချိန်တွင်ကျန်းမာရေးအရေးပေါ်အခြေအနေတွေဖြစ်ပေါ်လာပါကရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုကြိုတင်အတည်ပြုပြီးစစ်စေးရေးဂိတ်တွေကိုအကြောင်းကြားကသွားလာနိုင်တယ်လို့လည်းသိရပါတယ်။စစ်ရေးတင်းမာနေတဲ့အချိန်ဖြစ်လို့မလိုအပ်ဘဲအပြင်းထွက်သွားလာတာတွေမလုပ်ဖို့လိုတဲ့စစ်ကောင်စီတပ်တွေကမတော်ရင်မတော်သလိုလုံတက်တာကြောင့်လူထုအနေနဲ့အထူးသတိထားနေထိုင်ကြဖို့လိုပါတယ်လို့စစ်တွေမြို့ကန်တအူးကပြောပါတယ်လက်ရှိမှာစစ်ကောင်စီတပ်တွေကစစ်တွေမြို့ပတ်ဝန်းကျင်မှာမြေမြုပ်မိုင်းတွေထောင်ထားသလိုကန်နာလန်တလျှောက်ကိုလည်းတန်ဆူကျိုးတွေကာရန်ထားပြီးဘန်ကာအဆောက်အုံတွေပါတိုးချက်ဆောက်လုပ်ထားနေတယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒေသခံပြည်သူတွေအထူးသဖြင့်လူငယ်တွေကိုမတရားဖမ်းဆီးတာငွေညစ်ပြီးပြန်လွတ်ပေးတာအေးအေးနဲ့ဆက်သွယ်တဲ့ဆိုပြီးပုံမှန်တက်ဖမ်းဆီးထောင်ချတာတွေစတိုင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ကောင်စီဟာအေးအေးရဲ့ထိုးစစ်တွေကိုစိုးရိမ်နေတဲ့အတွက်စစ်တွေမျိုးရစ်တက်အတွင်းကိုလူရင်အားနဲ့လက်နက်အင်အားအများအပြားစတိုင်ဖြစ်တည်နေတာဖြစ်ကြောင်းသတင်းရရှိပါရရှင်မန္တလေးတိုင်းမတရားမြို့နယ်အမှတ်၄မှန်စီရပ်ကွက်မှာဖွင့်လှစ်ထားတဲ့73စီအယောင်ဆိုင်တစ်ဆိုင်ကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်စစ်ဆေးပြီးဆိုင်ပိုင်ရှင်ကိုဖမ်းဆီးသွားတဲ့အပြင်73စီကားလန်1500ကျော်ကိုလည်းတင်စီသွားတယ်လို့သတင်းရရှိပါရယ်မေလ20ရက်နေ့မနက်10:00နာရီခန့်မှာမတရားမြို့နယ်အမှတ်၄မှန်စီရပ်ကွက်ရှိဦးသက်ကိုအောင်ဖွင့်လှစ်ထားတဲ့73စီဆိုင်ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းအဖွဲ့ဝင်တွေရောက်လာပြီးဆိုင်အတွင်တိုးလောင်ထားတဲ့73စီတွေကိုစစ်ဆေးခဲ့ကြောင်းဒေသခံတွေကပြောပါရယ်စစ်ဆေးမှုအပြီးမှာဆိုင်အတွင်ရှိ73စီတွေကိုတရားမဝင်တိုးလောင်ထားတဲ့ဆိုတဲ့ဆွဆွဲချက်နဲ့တင်စီသွားခဲ့တယ်လို့စိုက်ပတ်ရှင်ဦးသက်ကိုအောင်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါရယ်73စီဆိုင်ဆိုတာလိုင်စင်လုပ်ပြီးမှဖွင့်ရတာပါဒါကိုစိုက်နှဲဝင်စစ်ပြီးစီတွေကိုတရားမဝင်ဘူးဆိုပြီးတင်သွားတာဆိုင်မှာရှိတဲ့စီကကာလန်1500ကျော်တယ်လို့ဒေသခံတို့ကပြောပါတယ်သတင်းအရင်းမြစ်တွေရဲ့အဆိုအရအဲ့ဒီ73စီဆိုင်မှာ92တက်စီ380ကာလန်ဒီဇယ် HSD 400ကာလန်နဲ့ Premium Diesel PD 960ကာလန်စုစုပေါင်း73စီကာလန်1540ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကတင်စီသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။မတရားကိုစစ်တပ်ကပြန်ထင်းချုပ်ပြီးနောက်ပိုင်းလှုပ်ချင်သလိုလုပ်နေတာမထင်ရင်မထင်သလို PDN နဲ့ဆက်နွယ်တွဲဆိုတဲ့အကြောင်းပြချက်တွေပေးပြီးဖမ်းတာတွေစတိုင်လုပ်နေတယ်လို့ဒေသခံလုပ်ငန်းရှင်တို့ကပြောပါတယ်။လက်ရှိမှာဦးသက်ကိုအောင်ကိုမတရားမျိုးမှရဲစခန်းမှာပ40မြင်းဆောင်2026နဲ့အမှုဖွင့်ထားပြီးရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုံမှာ39နဲ့တရားစွဲဆိုထားလို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ1ရက်နေ့ကလည်းမတရားမျိုးပေါ်ရှိ73စီလုပ်ငန်းရှင်တို့ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးအကြမ်းဖက်တပ်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ခဲ့တာရှိတယ်လို့ဒေသခံတွေထံကသတင်းရရှိပါရရှင်။ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ပင်ပေါ်ကျေးရွာအုပ်စုမှာလျှက်စစ်မီတာကြီးကျန်ဆိုပြီးကျပ်သိန်း10ချီအထိကောက်ခံနေတဲ့အတွက်ဒေသခံပြည်သူတွေအခက်အခဲကြုံနေရတယ်လို့သတင်းရရှိပါရယ်အာနာသိမ်းပြီးနောက်ပိုင်းလျှက်စစ်ရုံဝန်ထမ်းတွေကမီတာလာဖတ်တာမရှိပဲခံမှန်ယူနစ်တွေနဲ့သာမီတာကကောက်ခံခဲ့ပြီးအခုအချိန်မှာတော့2021ကနေ2026ခုနှစ်အတွင်းအသုံးပြုခဲ့တဲ့ယူနစ်တွေဆိုပြီးကြီးကျန်စည်းရင်းတွေပြန်လည်ပေးပို့လာတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်ပင်ပေါ်ကျေးရွာအုပ်စုတွင်ရှိအိမ်3မီတာ30သူတချို့ဟာပုံမှန်ဆိုတစ်လကိုကျပ်1000ကနေ2000ဝန်းကျင်သာပေးဆောင်ရပေမဲ့အခုအချိန်မှာတော့မီတာကျွေးကြံဆိုပြီးကျပ်သိန်း30ကျော်60ကျော်အထိပေးဆောင်ခိုင်းနေတယ်လို့သိရပါတယ်ဒေသခံမျိုးသားတအုပ်ကအရင်ကမီတာလာမဖတ်ပဲခံမှန်းကြီးပဲကောက်သွားတာအခုကျတော့ယူနစ်ကျွေးကြံဆိုပြီးသိန်း30ကျော်တောင်းနဲ့လေးဖြတ်ဆက်ရမယ်ပြောတယ်လို့ဒေသခံတွေကပြောပါတယ်လက်ရှိကောက်ခံနေတဲ့မီတာကျွေးတွေကိုတယူနစ်ကိုကျပ်300နှုန်းနဲ့တွက်ချက်ထားတာကြောင့်ပြည်သူတွေအလွန်နစ်နာနေပြီးအိမ်သုံးနှုန်းထားနဲ့သာပြန်လည်တွက်ချက်ပေးဖို့တောင်းဆိုနေကြတယ်လို့သိရပါတယ်မီတာကျွေးကြံတွေကိုမေလ25ရက်နေ့နောက်ဆုံးထားပြီးတင်ပေါ်ကောင်စီရုံးပေးရှိခမ်းမမှာလာရောက်ပေးဆောင်ခိုင်းထားသလိုအဲ့ဒီနေရာမှာပြည်သူစစ်တပ်ဖွဲ့ဝင်တွေက
လုံခြုံရေးယူထားတယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံအမျိုးသမီးတဦးက10 သိန်းကျော်ကိုအရင်ပေးရမယ်ကျန်တာကိုအကျွေးဆက်ရမယ်မဆောင်နိုင်ရင်မီတာဖြုတ်မယ်လို့ပြောတယ်ပြည်သူတွေကိုအရန်ဖိအားပေးနေတယ်လို့ပြောပါတယ်လက်ရှိကောက်ခံနေတဲ့မီတာကျွေးပမာဏတွေဟာဒေသခံပြည်သူတွေအတွက်ပေးဆောင်မှုခက်ခဲနေတယ်လို့မီတာမဆောင်ရင်မီတာဖြုတ်မယ်ဆိုတဲ့ဖိအားတွေလည်းရှိနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024နဲ့2025ခုနှစ်အတွင်းမှာလည်းမိုးကောင်းမြို့နယ်လျက်စစ်ရုံးမှာယူနီကျေးကြံတွေကိုဒေသခံတွေတွားရောက်ပေးဆောင်ခဲ့ပြီးသားဖြစ်ပေမဲ့အခုထပ်မံပြီးကျေးကြံစည်ရင်းတွေထွက်ပေါ်လာတာကြောင့်ဒေသခံတွေအကြားမကျေနပ်မှုတွေမြင့်တက်နေကြောင်းသတင်းရရှိပါရရှင်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်နေပြီး drone လက်နက်ကြီးလက်နက်ငယ်တွေသုံးကကျေးရွာတွေကိုစက်တိုက်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ဒေသတွင်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သတင်းရရှိပါရယ်မေလ21ရက်နေ့မိုးလယ်12နာရီခန့်ကစပြီးအင်အား300ခန့်ပါဝင်တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာကျေးပြက်ရွာနဲ့စံပြရွာဘက်မှဝင်ရောက်တပ်ဆွဲခဲ့ပြီးကျေးရွာတွေကို drone နဲ့မီးလောင်ဗုံးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပါရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အဲ့ဒီပစ်ခတ်မှုတွေကြောင့်ကြိုကိုပင်ရွာမအူတန်းရွာကိုင်ကြီးရွာနဲ့ရှာဆေးဘိုရွာတွေဘက်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးချောင်းကွာရွာသားအသက်64နှစ်အရွယ်ဦးခင်လွင်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားယမန်နေ့ညပိုင်းအထိတိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့ပြီးမနေ့ကမနက်ပိုင်းမှာတိုက်ပွဲငြိမ်နေပေမဲ့မြေပြင်စစ်ရေးတင်းမာမှုဆက်ရှိနေတယ်လို့သိရပါရယ်တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့အချိန်တွေမှာတော့စစ်တပ်စစ်ကြောင်းကကျေးရွာတွေကိုလက်နက်ကြီးနဲ့ drone တွေသုံးပြီးဆက်တိုက်ပစ်ခတ်နေတဲ့အတွက်ဒေါင်းကြီးရွာဒေါင်းလေးရွာကျေးပင်စိတ်ရွာမအူတန်းရွာဝင်းတရက်ရွာတရက်နှစ်ပင်လင်းရွာကာရှိကြီးရွာတာလိကာရွာချောင်းကွကြီးရွာကျွဲတဲကုန်းရွာဂျိုးကြကွင်းရွာစံကြီးကုန်းရွာစံပြရွာထတိုးရွာရေငံရွာစံတုခရွာကိုင်းတော်စုရွာကြိုကိုပင်ရွာချင်းစုရွာကျွဲဖြူမရွာရွာရှောင်ရွာကိုင်းကြီးရွာကိုင်းလေးရွာတင်းကုတ်ရွာဥတိုရွာရေရာရွာနဲ့ကျေးပြက်ရွာအပါအဝင်ရွာပေါင်း30နီးပါးကဒေသခံပြည်သူတောင်းတဲ့ချီဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ခွေးရင်အားကများတယ်မနေ့ကညတိုက်ပွဲကတော်တော်ပြင်းထန်နေဒီနေ့မနေ့တော့ငြိမ်နေသေးပေမဲ့စစ်ရေးတင်းမာနေစေပဲစစ်ကြောင်းကဆက်တိုးနေတဲ့အပြင်ရွာတွေကို drone လက်နက်ကြီးတွေနဲ့လိုက်ပစ်နေတော့စစ်ဆောင်ရတဲ့ရွာက30နီးပါးရှိလာပြီလို့စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါရယ်လက်ရှိမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေဟာကျေးပြက်ရွာဥတိုရွာစံပြဝိုင်းရွာရေရာရွာကျိုကိုပင်ရွာမအူတန်းရွာရှာဆေးဘိုရွာနဲ့နှော်ကုန်းရွာတွေဘက်မှတက်ဖြန့်ထားပြီးစစ်ကားတွေနဲ့အင်အားထပ်မံဖြည့်တင်းနေတယ်လို့သတင်းရရှိပါရရှင်။စကိုင်းတိုင်းအတွင်းရှိအင်းတော်မြို့နယ်မော်လူမြို့ကိုထိန်းချုပ်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကိုတော်လိုင်းပူပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးမြို့အနီးရှိစစ်စခန်းတချို့နဲ့လက်နက်ခဲယမ်းတချို့ကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေထံကသတင်းရရှိပါရယ်တော်လိုင်းပူပေါင်းတပ်တွေဟာမော်လူမြို့နယ်2မိုင်ခန့်အကွာဝေးအထိထိုးစစ်ပြန်လည်ရောက်ရှိလာခဲ့ပြီးမေလ20ရက်နေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါရယ်မေလ21ရက်နေ့မှာတော့ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းရှိစီပေးစခန်းတစ်ခုကိုတော်လိုင်းရေးတပ်တွေကပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်လက်ရှိမှာမော်လူမြို့အနီးရှိကျေးရွာတွေနဲ့တော်လိုင်းရေးတပ်တွေသိမ်းပိုက်ထားတဲ့စီပိန်ကျေးရွာဝင်းကျင်နေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့အပြင်းထန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါရယ်စကားစစကန်တစ်ခုကိုတော့သိမ်းယူထားပါတယ်မော်လူနဲ့အင်းတော်ကိုလည်းဝိုင်းရံပိတ်ဆို့ထားတဲ့အခြေအနေဖြစ်ပါတယ်မြို့ပေါ်တွေကိုတော့ထိုးစစ်မရောက်သေးဘူးကျေးရွာတွေမှာပဲဖြစ်နေကြတာပါလို့တော်လိုင်းစီရေးသတင်းရင်းမြစ်တို့ကပြောပါတယ်ဒါအပြင်တော်လိုင်းပူပေါင်းတပ်တွေဟာအင်းတော်ကတာလန်ပိုင်းကိုလည်းဖျက်တောက်ပိတ်ဆို့ထားပြီးစစ်ရင်အားဖြစ်တင်းလာတဲ့စစ်ရင်တန်းတွေကိုကြားဖြတ်တက်ခိုက်တာမိုင်းဆွဲတက်ခိုက်တာတွေစက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်အင်းတော်နဲ့ကတာလန်ပိုင်းတို့ကိုပိတ်ဆို့ထားတဲ့အခြေအနေမှာရှိပါတယ်ကတာကစစ်ကူတလာတဲ့ရင်နှန်းတွေကိုလည်းကြားဖြတ်တက်ခိုက်တာမိုင်းဆွဲတက်ခိုက်တာတွေပြုလုပ်နေတာရှိပါတယ်လို့အင်းတော်စစ်မျက်နှာသတင်းရင်းမြစ်တို့ကပြောပါတယ်ပြီးခဲ့တဲ့မေလ17ရက်နေ့ကလည်းကတာမြို့ကနေအင်းတော်မြို့ဘက်ကိုချီတက်လာတဲ့စစ်ကောင်စီရင်နှန်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တက်ခိုက်ခဲ့တာကြောင့်စစ်ရင်နှန်းတချို့နဲ့လက်နက်ခဲယမ်းပစ္စည်းတချို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဟာတော်လိုင်းရေးတပ်တွေသိမ်းပိုက်ထားခဲ့တဲ့အင်းတော်မြို့ကိုဧပြီလ30ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမေလ9ရက်နေ့မှာတော့အင်းတော်မြို့နယ် -10 ခန့်အကွာရှိမော်လူမြို့နယ်ကိုလည်းထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာစစ်ကောင်စီထိန်းချုပ်ထားတဲ့အင်းတော်နယ်မော်လူမြို့နယ်တွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA စောင်းသားတပ်မတော် ABSDF ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့တခြားတော်လိုင်းအင်အားစုတပ်တွေပူးပေါင်းပြီးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါရရှင်။ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က
တရင်3ခုကိုပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ်2လောက်တရင်အသစ်ဖြစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်းသတင်းရရှိပါရယ် KNDF ရဲ့တရင်6တရင်9နဲ့တရင်28တို့ကိုပေါင်းစည်းကတပ်ပေါင်းစည်းရေးနဲ့တပ်ဗိုလ်တပ်မှုရွေးချယ်အတည်ပြုပွဲပြုလုပ်ခဲ့ပြီး KNDF စစ်ဒေသအမှတ်2တရင်အမှတ်5အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါရယ်KND ဒေသအတွင်းစစ်ဒေသတွေတတ်မှတ်ပြီးတရင်တွေကိုပြန်လည်ပေါင်းစည်းဖွဲ့စည်းသွားမယ်လို့ KNDF တာဝန်ရှိသူတွေကပြီးခဲ့တဲ့ဧပြီလအတွင်းပြောဆိုထားခဲ့ပြီးအခုလိုပြန်လည်ဖွဲ့စည်းတာဟာအမိန့်ပေးစီစဉ်မှုစီကံနဲ့စနစ်တကျဖြစ်စေဖို့ရည်ရွယ်တဲ့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ဆိုပါတယ်။နေမြေကြီးဆက်ဆက်နေတဲ့တရင်တပ်ဖွဲ့တွေကိုကြည်ကြည်လစ်လစ်နဲ့ဖွဲ့စည်းပြီးစစ်ဒေသတွေကိုပြန်လည်သတ်မှတ်တဲ့အနေနဲ့တရင်တွေကိုပေါင်းစည်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။တရင်တွေစစ်ဒေသတွေပြန်လည်ပေါင်းစည်းနေစေဖြစ်တဲ့အတွက်အရေးအတွက်ကိုနောက်ပိုင်းထုတ်ပြန်ပေးပါမယ်စစ်ဒေသကတော့9ခုသတ်မှတ်ထားပါတယ်လို့ KNDF တာဝန်ရှိသူတို့ကပြောပါတယ်စစ်ဒေသအောက်မှာတရင်တွေကိုပြန်လည်ဖွဲ့စည်းတာဖြစ်ပါတယ်လို့ KNDF ရဲဘော်တို့ကလည်းပြောဆိုထားပါတယ်ဒေသတွင်းစစ်ရေးလေ့လာမှုတွေအရ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့တဲ့ KNDF ဟာတရင်30ကျော်ရှိပြီးကရင်ပြည်နယ်အတွင်းအင်အားအတောင်တင်ဆုံးတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တယ်လို့သိရပါတယ်ဒါအပြင်2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့မှာဖွဲ့စည်းခဲ့တဲ့ Spring Revolution Alliance SRA တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှလည်း KNDF ကပါဝင်ထားပြီးအဲ့ဒီမဟာမိတ်တပ်ပေါင်းစုမှာတော်လှန်ရေးအဖွဲ့19ဖွဲ့ပါဝင်ထားတယ်လို့သိရပါတယ်။ကရင်ပြည်နယ်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNPP, KA, KNPLF, KNLB, KNPDP နဲ့ KNSO တို့ရဲ့စုစုပေါင်းအင်အားဟာ9000ဝန်းကျင်ရှိနိုင်တယ်လို့ပြည်တွင်းစစ်ရေးလေ့လာသူတွေကခန့်မှန်းထားပါတယ်။ကရင်ဒေသအတွင်းမှာ NUG လောက်ခံမြို့နယ်အလိုက် PDA တရင်တွေဖွဲ့စည်းထားတာရှိပေမဲ့ပြီးခဲ့တဲ့နှစ်အတွင်းစစ်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်တော်လိုင်းအင်အားစုတွေရဲ့ထိချုပ်နေမြေတချို့တဖြည်းဖြည်းဆုံးရှုံးလာခဲ့ရတယ်လို့သိရပါတယ်။စစ်တပ်ဟာရှမ်းတောင်နဲ့ကရင်ဒေသအဆက်ရှိဟိုပုံးစီဆိုင်ပင်လောင်ဆောင်ပြောင်ဖဲ့ခုံမိုးပြေလန်ပိုင်လွိုင်းကောဒီမော့ဆိုနဲ့ဖရူဆိုမြို့တွေကိုပြန်လည်ထိန်းချုပ်ထားပြီးလက်ရှိမှာမိုးပြေမြို့နဲ့ဒီမော့ဆိုမြို့တဝိုက်မှာတိုက်ပွဲတွေမကြာခဏပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ကရင်ဒေသအတွင်းစစ်တပ်ရဲ့တံပြန်ထိုးစစ်တွေကိုထိရောက်စွာတုံ့ပြန်နိုင်ဖို့ဒေသတွင်းတော်လိုင်းအင်အားစုတွေကိုပုံမှုစုစည်းပြီးစစ်ရေးအရာအားတောက်မှုပြန်လည်ရရှိနိုင်ဖို့ UKSA ဆိုတဲ့ကရင်တစ်ခုတည်းသောတပ်မတော်ဖွဲ့စည်းရေးအတွက်အရက်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံပြည်သူတွေကတိုက်တွန်းမှုတွေဆက်လက်ရှိနေကြောင်းသတင်းရရှိပါရရှင်။မန္တလေးတိုင်းငဇုံမြို့နယ်နဲ့မြောက်ဦးမြို့နယ်အပြင်မကွေးတိုင်း6မြို့နယ်တွင်ရှိကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်နဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းတွေကမေလ23ရက်နေ့မှာဝင်ရောက်စီးနင်းခဲ့ပြီးပြည်သူပိုင်ပစ္စည်းတွေကိုလူရဲယူဆောင်သွားတာနဲ့ဒေသခံအမျိုးသားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာတွေပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါရယ်။မနေ့ကမနက်ပိုင်းမှာမန္တလေးတိုင်းငဇုံမြို့နယ်နဘဲပင်ကျေးရွာနဲ့ကြောက်တိုင်ကျေးရွာတွေတဲကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကမော်တော်ယာဉ်5စီးအုံပြုပြီးအင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါရယ်။စစ်ကြောင်းဝင်ရောက်ပြီးနောက်ကျေးရွာတွင်ရှိပြည်သူ4ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင်ပြည်သူပိုင်မြေပဲမျိုးအိတ်တွေမော်တော်ဆိုင်ကယ်တွေရွှေတဲ့ပစ္စည်းတွေကိုလည်းကားလေးစီးအဖြစ်တင်ဆောင်သွားပြီးအာရမလူရဲ့တဲဆောင်သွားခဲ့ကြောင်းသိရပါရယ်။လူငယ်မဟုတ်ဘူးဗျာယောက်ျားသားဆိုအကုန်ဖမ်းတာအသက်ကြီးတဲ့သူတွေဆိုရင်ငွေနဲ့ပြန်ရေးခိုင်းမှုဖမ်းတာများတယ်လူငယ်တွေကိုတော့စစ်တပ်ထဲအာရမထဲကိုဖမ်းတာလို့ဒေသခံတအုပ်ကပြောပါတယ်အလားတူမနေ့ကမနေ့6နာရီဝန်းကျင်မှာမန္တလေးတိုင်းညောင်ဦးမြို့နယ်ဒန်းကျေးရွာတွေကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာခဲ့ပြီးဦးရှေဝင်းနဲ့ဒေါ်လာရီတို့ရဲ့တားငယ်ဆုံးဖြစ်တဲ့ကျောင်းတက်နေတဲ့အသက်မပြည့်သေးတဲ့မောင်အောင်ပြည့်ချစ်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဒန်းကျေးရွာအနီးရှိမကွေးတိုင်း6မြို့နယ်အပိုင်းညောင်မင်းသားကျေးရွာမှာလည်းပြူစော်ဒီအဖွဲ့တွေရဲ့တရင်ပေးမှုနဲ့စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးခဲ့ပြီးဒေသခံအမျိုးသား9ဦးကိုထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်ဒေသရင်းတရင်ရင်းမြစ်တွေရဲ့ပြောဆိုချက်အရစစ်တပ်ဟာစစ်မှုထမ်းဥပဒေအရလူအင်အားလွတ်အပ်နေတာကြောင့်၎င်းငွေညှစ်လိုတာကြောင့်၎င်းစစ်ကြောင်းထိုးရာလန်တက်ရှောင်းရှိကျေးရွာတွေကယောက်ျားသားတွေကိုအရွယ်မရေစက်တိုက်ဖမ်းဆီးနေကြောင်းသတင်းရရှိပါရရှင်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမြို့မှာဖြစ်ပွားတဲ့မွေးရစေဝါမှုတွေအပါအဝင်အမှုကြီးအများစုမှာတရားလွတ်တော်ရှင်နေမတ်စုခေါ်မတ်စုစံဒီလင်းကတရားသူကြီးတွေနဲ့ပူးပေါင်းကအမှုလိုက်ပေးနေပြီးအမှုတွေထံကငွေကြေးအများအများတောင်းခံနေကြောင်းတရားရေးအတိုင်းဝိုင်းထံကသတင်းရရှိပါရယ်တရားရေးသတင်းရင်းမြစ်တဦးရဲ့ပြောဆိုချက်အရမတ်စုဟာမွေးရစေဝါမှုကြားဖြတ်မှု
ရင်တိုင်မှုလူတက်မှုစတဲ့အမှုတွေကိုကင်တွယ်နေပြီးအမှုမှလွတ်အောင်လုပ်ပေးမယ်လို့ကတိပေးကအမှုတွေစီကဗတ်တန်ကနန်းအထိတောင်းခံနေတယ်လို့သိရပါတယ်။အဲဒီနောက်တရားသူကြီးတွေနဲ့ခွဲဝေယူပြီးအမှုတွေကိုလိုက်ပေးနေတယ်လို့ဆိုပြီးအမှုအများစုကတကယ်တမ်းကွင်းလုံးကျမလို့ဘူးနေရောပေါ်သွားတာများတယ်။တချို့မှုတွေတော့လွတ်သွားတာရှိတယ်။ဟောင်းလေးစခန်းကအမှုမှန်သမျှဆိုသူကင်ထားတာတခြားရှင်းနေတွေမရဘူးလို့သတင်းအရင်းမြစ်ကပြောပါတယ်။နောက်ထပ်တရားရေးသတင်းအရင်းမြစ်တအူးကလည်းမဆုဟာတာချီလေးမြို့နယ်နဲ့ခရိုင်တရားရုံးတွေကစရေးမတွေကနေတရားသူကြီးတွေအထိငွေပေးစည်းရုံးထားတာကြောင့်အမှုအများစုမှာပါစာရနေရတယ်လို့ပြောပါတယ်